ပါပါ OMG ခိုင်ရောဆိုင်ကကြိုဆိုပါတယ်ကျွန်တော်ဒီနေ့မြင်းနေရငားတွေနဲ့မတူဘဲနဲ့ကျွန်တော်တို့ OMG ဆိုင်မှာအခုရောက်ရှိနေတာကကျွန်တော်တို့တက်ကလေးကိုကောင်မှကျွန်တော်တို့ရှစ်ပိတ်တာအကောင်ကြီးဖြစ်ပါတယ်တက်ကလေးဆိုလို့ရှိရင်ကျွန်တော်တို့တပိတ်တာနှစ်ပိတ်တာလောက်ပဲမြင်ဘူးတယ်ကျွန်တော်ကက်ကလေးဆိုလို့ရှိရင်ကျွန်တော်တို့တစ်သေးလေးတွေပဲစားဘူးတယ်အဲ့ဒီသေးလေးတွေကညီနေနေဒိတ်ဆိုနေတယ်ဒါကတော့လုံးဝကက်ကလေးပန်လင်ကစစ်စစ်ပါအကောင်ကြီးပြီးတော့လက်လေးလက်ဆက်တယ်ဆာရတာအရတာကလေးနုထွေပြီးအိဆက်နေပါတယ်ဒီကားကိုဘလို့ချက်စားလဲပေါင်းလို့စားမလားကင်လုံးစားမလားကျွန်တော်ရခိုင်ချက်စားမလားပုံစံအမျိုးမျိုးနဲ့ချက်စားလို့ရပါတယ်မိတ်ဆွေတို့အနေနဲ့ဒီကားကိုစားရှင်နေဆိုလို့ရှိရင်ကျွန်တော်တို့ OMG ခိုင်ရိုးရဆိုင်တောက်အုပ်လာဆိုင်လာခဲ့ဖိတ်ခေါ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်လာပြီ